အမတို့အမျိုးသမီးတွေကိုဝန်ဆောင်မှုပြင်ဆင်တဲ့အချိန်မှာကိုတယောက်တည်းရပဲတာဝန်မဟုတ်ဘူးเนาะကျမတို့အမျိုးသမီးတွေကအစားအသောက်တွေဂီယူစိုက်တယ်နေထိုင်နေစင်ကျင်တယ်ဟိုကမစားရဲဒီကမစားရဲဟလာဒီဖြည့်ဆွက်အားစေးတွေလည်းတောက်တယ်ကိုယ့်ရဲ့ဒီရာသီဆက်ဝမ်းတွေကိုလည်းမှတ်တယ်ဟလာဂီယူတစ်ဆိုင်နဲ့မှတ်တယ်ဆရာဝန်စီသွားပြီးတော့မျိုးစုံအဆက်ဆေးခံရတဲ့တချို့ဟာတွေကလည်းတော်တော်ခက်အစစ်ဆေးခံရတယ်ဟလာဒါတွေကအမျိုးသမီးတွေကကိုယ်ဝန်ဆောင်ခြင်းလုံးလို့အကုန်လုံးကလောက်တာဒါပေမဲ့ကိုယ့်ရဲ့အိမ်တောင်ဘက်เนาะကိုယ့်ရဲ့ husband ကိုယ့်ရဲ့ partner ကလည်းအရေးကြီးပါတယ်အဲ့တော့သူတို့ပါဒီကိုယ်ဝန်ဆောင်မှု plan ထဲမှာတူတူပါဝင်နေဖို့တူတူတာဝန်ယူဖို့အရေးကြီးပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီကလေးရဲ့90%ကဒီ sperm ကနေအမျိုးသားရဲ့တုပ်ပိုးကနေလာမှာလေဒီ sperm ရဲ့အရေးအသွေးเนาะအဲ့ဒါစကားပြောလာပြီသူစားတဲ့အစာအသောက်တွေသူနေပုံထိုင်ပုံเนาะအရက်တောက်တာတွေဆေးလေးတောက်တာတွေကိုရစားတာတွေသူအေးရေးဝလာစိတ်ဖိစီးမှုတွေဘယ်လောက်ရှိလဲနောက်တခြားအချက်တွေလည်းရှိသေးတယ်အဲ့ဒါတွေကလည်းအရေးကြီးတယ်နောက်တစ်ခုအရေးကြီးတာက sperm စစ်လိုက်တယ်เนาะတုပ်ပိုးစစ်လိုက်တယ် semen analysis မှာ normal လို့တော့ပြတယ်ဒါပေမဲ့ဒါတွေအကုန်လုံး fertility ကောင်းမယ်လို့တော့မဆိုလိုနိုင်သေးဘူးနောက်ဒီ sperm ကလည်းအမျိုးသမီးရဲ့မျိုးဥလိုပဲသူ mature ဖြစ်ဖို့ရောအစင်သင်းဖြစ်ဖို့เนาะခလေးယူဖို့ခလေးဖြစ်နိုင်တဲ့အဆင့်ရောက်ဖို့က3လအချိန်ကြာတယ်အဲ့တော့ဒီ3လအတွင်းမှာဒီအဖေရဲ့နေပုံထိုင်ပုံစားပုံတောက်ပုံတွေကအများကြီးအကျိုးသက်ရောက်မှုရှိတယ် pregnancy အတွက်ဆိုလို့ရှိရင်ခလေးယူမယ်ဆိုလို့ရှိရင်မိဘ2ယောက်လုံးကတူတူတာဝန်ယူပြီးတော့တူတူတက်ကြွပါဝင်လှုပ်ရှားနေဖို့လိုရတယ်ကျွန်မဝေဆန်းတီပါဩစတြေးလျကအာဟာရပညာရှင်တူဖြစ်ပါတယ်အမျိုးသမီးတွေကိုဝန်ဆောင်မှုပြင်ဆင်တဲ့အချိန်မှာဘယ်လိုစားတောက်နေထိုင်ရမလဲအကောင်းဆုံးဖြစ်အောင်ဘယ်လိုစားတောက်နေထိုင်ရမလဲဆိုတာကိုညွှန်ကြားပေးရသူဖြစ်ပါတယ်ကျွန်မအမျိုးသားတွေအတွက်လည်းကျွန်မညွှန်ကြားနိုင်ပါတယ်ဒါမှကျွန်မအမျိုးသမီးနဲ့အလုပ်လုပ်တာများပါတယ် Okay အားလုံးပဲကျေးဇူးတင်ပါတယ် See you next time